ဆေးရုံအုပ်ကြီးနဲ့ဆွေးနွေးပြီးနောက်ဒေါက်တာမလေးဟာဓာတ်ခွဲမှုအားလူနာတွေရဲ့သွေးထဲကိုဘာကြောင့်စတီးရွက်ရောက်ရှိနေလဲကနဦးစစ်ဆေးတုန်းကစတီးရွက်ရှိနေတာဘာကြောင့်မသိတာလဲမေးမြန်းပါတော့တယ်ဓာတ်ခွဲမှုကြီးကလည်းမာတန်နဲ့ပင်ကျွန်တော်စစ်ဆေးတုန်းကအရာအလုံးဟာပုံမှန်ပဲမျိုးဥထည့်ပြီးမှစတီးရိုက်ထိုးထည့်ခံရတာကောဖြစ်နိုင်တာပဲလေအဲ့လိုဆိုခမ ्या လည်းဖြစ်နိုင်တာပဲဆိုပြီးဒေါက်တာမလေးကိုပြန်လဲဆွဆွဲပါတော့တယ်နှစ်ယောက်သားအချိန်တန်ကြာအခြေတင်ဖြစ်ခဲ့ကြပြီးနောက်ဒေါက်တာကအလူရှင်တွေနဲ့ချိတ်ဆက်ပေးတဲ့အေဂျင့်နဲ့တွေ့ဖို့ဓာတ်ခွဲမှုကြီးအားချိန်ခိုင်းလိုက်တယ်အဲ့ဒါနဲ့ပဲဓာတ်ခွဲမှုကြီးလဲချင်းဆိုပေးကြဖို့သဘောတူလိုက်ပြီးအိမ်ကိုပြန်သွားပါတော့တယ်နောက်နေ့မနက်မှာတော့ဒေါက်တာမလေးဟာသူမရဲ့ချစ်သူရဲရရှိကြီးကိုဖုန်းဆက်ပြီးသူမဆေးရုံရဲ့မတင်ကားစရာအဖြစ်အပျက်တွေကိုပြောပြဖို့အတွက်သူတို့တွေ့နေကြစားတောက်ဆိုင်ကိုချက်ချင်းလာတွေ့ဖို့ချင်းဆိုလိုက်ပါတယ်ရဲရရှိကြီးကလည်းချိန်ထားတဲ့နေရာကိုသွားနေတဲ့လမ်းမှာပဲရုတ်တရက် CCTV ဌာနမှာဖုန်းဝင်လာခဲ့ပါတယ်အကြောင်းကတော့မတော်တဆဖြစ်ခဲ့တဲ့ကားနဲ့နံပါတ်ကောအယောင်ကောစင်တူတဲ့တန်တရားဖြစ်စရာကားတစ်စီးတွေ့ထားတာကြောင့်လို့ဆက်သွယ်ခဲ့တာကြောင့်ဖြစ်ပါတယ်ဒါကြောင့်ပဲရဲရရှိကြီးကလည်းချိန်ထားတဲ့နေရာကိုမသွားဖြစ်တော့ပဲကားကိုပြန်လှည့်ပြီး CCTV ဌာနကိုသာအမြန်သွားပါတော့တယ်ရောက်တဲ့အခါမှာတော့ကားတစ်စီးဟာတနေရာထဲမှာမိနစ်20ကျော်လောက်ကားဆက်ကိုမတက်ထားပဲတန်တရားဖြစ်ဖွယ်ရှိနေတာလို့အရာရှိကြီးကိုပြောပြပါတယ်အရာရှိကြီးကလည်းအခြားတစ်ဖက်မြင်ကွင်းမြင်နိုင်မဲ့ CCTV ကိုထပ်ရှာခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ဒေါက်တာမလေးစီကဖုန်းဝင်လာပါတယ်ဘာကြောင့်ချိန်ထားတဲ့နေရာမရောက်သေးတာလဲအရာရှိကြီးကိုမေးတော့အရာရှိကြီးကအရေးပေါ်ကိစ္စကြောင်းဆိုပြီးဖုန်းကိုချလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အခြားမြင်ကွင်းတစ်ဖက်မြင်နိုင်ဖို့စစ်ဆေးနေတဲ့ CCTV လူကြီးမင်းဟာအရာရှိကြီးကိုရှာတွေ့ပြီဖြစ်ကြောင်းလမ်းခေါ်လိုက်ပါတယ်အရာရှိကြီးလည်းအမြန်သွားကြည့်တဲ့အချိန်မှာတော့ထိုတန်တရားဖြစ်စရာကားကြီးဟာအရာရှိကြီးကိုတွေ့ဖို့ထိုင်ဆောင်နေတဲ့ဒေါက်တာမလေးရှိတဲ့စားတောက်ဆိုင်ရဲ့အရှိမဖြစ်နေပါတယ်